ဗီဒီယိုတွေကိုဖုန်းတစ်လုံးနဲ့ဖန်တီးပြီးတော့ဝင်ငွေရှာနေတဲ့သူတွေတော်တော်များလာတာကိုတွေ့ရပါတယ်။ဒါပေမဲ့ပြဿနာဘာလဲဆိုရင် AI voice over လုပ်ဖို့အတွက် AI website တွေထဲကို Google Chrome ထဲကနေဝင်ရတဲ့အခါမှာ line ကောက်တဲ့ပြဿနာတွေကိုမကြာခဏကြုံရလေးရှိပါတယ်။ကျွန်တော်လည်းအရင်ကဒီလိုပြဿနာတွေကိုမကြာခဏကြုံတွေ့ခဲ့ရတာပါ။ Chrome ထဲဝင်ပြီးတော့ AI အပန်ပြောင်းဖို့အတွက် AI website တွေထဲဝင်ရတာ line ကလည်းမကောင်းလေးရလေးနဲ့တော်တော်လေးစိတ်ညစ်ဖို့ကောင်းပါတယ်။ဒါပေမဲ့ဒီပြဿနာတွေကတော့အခုတော့ပျောက်သွားပြီ။ဘာလို့လဲဆိုတော့ကျွန်တော်မှာ line မကောက်တဲ့ CPP သုံးနိုင်တဲ့ Telegram ကတူတစ်ခုရှိနေလို့ပါ။အဲ့ဒါတော့အခြားမဟုတ်ပါဘူး။ Telegram ထဲမှာရှိတဲ့ Burmese Wikipedia ဆိုတဲ့ bot လေးဖြစ်ပါတယ်။ဒီ bot လေးက website မဟုတ်ဘဲနဲ့ Telegram ထဲမှာတင် CPP သုံးလို့ရတယ်ဆိုတော့တို့မြန်မာနိုင်ငံလို internet နဲ့မကောက်တဲ့နိုင်ငံအတွက်တော်တော်လေးကိုအဆင်ပြေပြီး smooth ဖြစ်သုံးလို့ရတဲ့ bot လေးပဲဖြစ်ပါတယ်။ဒီ bot ထဲမှာ function တွေကတော်တော်စုံတာကိုတွေ့ရမှာပါ။အထူးသဖြင့် mobile wiki သမားတွေအတွက်အသိဖြစ်တဲ့ AI မြန်မာအပန်တွေကိုစုံစုံလင်လင်တွေ့ရမှာပါ။သူကအတန်မျိုးစားကို YouTube Premium New Premium ဆိုပြီးတော့3မျိုး3စားခွဲပေးထားပါတယ်။ YouTube သုံးမယ်ဆိုရင်တော့1 credit ကုန်မယ် Premium နဲ့ New Premium သုံးမယ်ဆိုရင်တော့2 credit ကုန်ပါတယ်။ဒါပေမဲ့စိတ်မပူပါနဲ့သူကနေ့တိုင်း 3 credit နှစ်ခုပေးတာဖြစ်တဲ့အတွက်ကြောင့်စိတ်ပူရမရှိဘဲနဲ့ကုန်ကျစရိတ်တိတ်တိတ်တတ်နဲ့အခမဲ့စားသုံးနိုင်ပါတယ်။ဒါတင်မလားဆိုတော့မဟုတ်သေးပါဘူး။ကျွန်တော်ဒီ bot ကိုကြိုက်ရတဲ့အကြိုက်ဆုံးအခြေတစ်ချက်ရှိတယ်။အဲ့ဒါတော့အလိုလျာ Recade Auto Recade ဆိုတဲ့ဟာလေးရှိနေတာပါ။ဒီအလိုလျာ Recade Auto Recade ဘာလို့ကြိုက်ရလဲဆိုတော့သူကဗီဒီယိုတစ်ပုဒ်ကိုထည့်လိုက်ရုံနဲ့ generate ဆိုတာနှိပ်လိုက်ရုံနဲ့အဲ့ဒါနဲ့ဖြောက်ပေးတယ်။ AI နောက်ခါသားလည်းထည့်ပေးတယ်။ mobile ခွဲလည်းကြော်လွှားပေးတယ်ပေါ့နော်အဲ့လိုဒီကုန်အပီစီခလုတ်လေးတစ်ချင်းနှိပ်လိုက်ရုံနဲ့ recade လုပ်ပြီးသားဖြစ်တာဒါတော့အချိန်ကုန်သိတာတယ်ဒီ auto recade ကတော့5 credit ကုန်ကြပါတယ်သူက credit 50ကို5ပတ်စံ9000နဲ့မြန်မာငွေ9000နဲ့ဝယ်ရပါတယ်ပြီးတော့ credit 100ကိုမြန်မာငွေ9000ကျန်နဲ့ရောင်းပါတယ်ဒါပေမဲ့တော်တော်လေးသုံးလို့ရပါတယ်အဲ credit တွေကဒါအပြင်စာသားနေပြီးတော့အတန်ပြောင်းတာအပန်းနေပြီးတော့စာသားပြောင်းတာပြီးတော့ဘာသာပြန်ပေးတာပြီးတော့ movie recade တွေလိုအပ်တဲ့ feature တော်တော်များများကိုဒီ bot တစ်ခုထဲမှာစုံစုံလင်လင်ရနိုင်ပါတယ် video edit တဲ့အခါအခြေအနေများကြီးမပေးချင်တဲ့မှာဒီ movie recade ကိုဖုန်းတစ်လုံးနဲ့လုပ်ချင်တဲ့သူတွေအတွက်ဒီ bot လေးကတကယ်ကို application ပါပဲကျွန်တော်လည်းသုံးရတာအဆင်ပြေလို့ဒီ bot ပဲထားရှောက်သုံးနေတာပေါ့နော်ဒီလိုမျိုး movie recade နဲ့ပတ်သက်ပြီးတော့ tip ကားလေးတွေသိချင်နေတော့ကျွန်တော်ရဲ့ account တွေကို like and follow လုပ်ထားတော့ပြီးတော့ကျွန်တော်မှာငွေရှာလို့ရတဲ့ဂျပန် account လေးတွေကိုဒီနေ့တက်တက်တာနဲ့ရောက်ချပေးနေတဲ့အတွက်ကြောင့်ဖိုင်မှာဖတ်တဲ့ Telegram နံပါတ်ကိုသိစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ Bye bye ပါခင်ဗျာ